ပေါ်တူဂီကမ္ဘာဖလားရပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နမိတ်တွေကတော့ပေါ်တူဂီနဲ့ရိုနယ်ဒိုအတွက်အကောင်းဘက်ကိုဦးတည်နေပါတယ်ပေါ်တူဂီ U17 အသင်းဟာကာတာမှာကစားခဲ့တဲ့ U17 ကမ္ဘာဖလားဖိုင်နယ်မှာအော်စတြီးယားအသင်းကိုတကူကူမရှိနဲ့နိုင်ရရှိခဲ့ပြီးတော့ပထမဆုံးချိန်ကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်ပေါ်တူဂီစီနီယာအသင်းရဲ့အသင်းကောင်းဆောင်လည်းဖြစ်ပေါ်တူဂီပြည်သူအားလုံးကလေးစားရတဲ့စိတ်ကြီးစီယိုနယ်ဒိုကလည်းကလေးတွေရဲ့အောင်ပွဲအတွက်ချီးကျူးစကားတစ်ခုပြောပြခဲ့ပါတယ်ရိုနယ်ဒိုကလူငယ်ကစားသမားလေးတွေကိုချစ်ခင်မြေတောင်မြောက်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီးလူမြင်ကွင်းမှာရောတည်တံ့အနေနဲ့ပါသူ့ရဲ့အားပေးမှုကိုပြသတတ်ပါတယ်ရိုနယ်ဒိုဟာပေါ်တူဂီမျိုးဆက်သစ်လူငယ်လေးတွေရဲ့ဆံပြပုတ်ကိုနေရာကိုအပြည့်အဝတာဝန်ယူထားရင်းခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့လမ်းညွှန်မှုကိုလည်းပေးနေပါသေးတယ်ရိုနယ်ဒိုရဲ့နိုင်ငံချစ်စိတ်ကယုံမတန်တရားဖြစ်စရာမရှိဘဲတခါတုန်းကဆိုရင်ရိုနယ်ဒိုကနိုင်ငံအသင်းအတွက်ကိုစားပြုကစားပေးရတာနဲ့နှိုင်းယှဉ်နိုင်တာဘာမှမရှိကြောင်းပြောခဲ့ပူပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီရိုနယ်ဒိုဟာ follower 668တန်းရှိတဲ့သူ့ရဲ့ Instagram အကောင့်ကနေကမ္ဘာချန်ပီယံပေါ်တူဂီ U17 အသင်းအတွက်အမှတ်တရစကားဆိုလာခဲ့ပါတယ်ရိုနယ်ဒိုကသူ့ရဲ့ Instagram story မှာဘလူးကြီးတွေပဲဂုဏ်ပြုပါတယ်ကမ္ဘာချန်ပီယံတို့ဆိုပြီးတော့အောင်ပွဲရအသင်းရဲ့ poster နဲ့အတူချီးကျူးအောင်ပွဲခံခဲ့ပါတယ်လူငယ်အသင်းရဲ့ကမ္ဘာဖလားပြိုင်ပွဲမှာလို့ပဲစီနီယာအသင်းကြီးရဲ့ကမ္ဘာဖလားကိုလည်း48သင်းပုံစံနဲ့တိုးချက်ပြုလုပ်သွားမှာပါပေါ်တူဂီကတော့ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်ပြီး2026ကမ္ဘာဖလားအတွက်လက်မှတ်ရရှိထားပြီးသားဖြစ်ပါတယ်ဒီကမ္ဘာဖလားဟာရိုနယ်ဒိုအတွက်6ကြိမ်မြောက်နဲ့နောက်ဆုံးကမ္ဘာဖလားဖြစ်လာမှာဖြစ်ပြီးကမ္ဘာချန်ပီယံဖြစ်အောင်ပွဲခံနိုင်ဖို့အများကြီးကြိုးစားသွားမယ်ဆိုတာကလည်းသိကြလို့နေပါတယ်ရိုနယ်ဒိုကမကြာသေးခင်ကပဲခြေစစ်ပွဲမှာထိခဲ့တဲ့အနီကပ်ကိုယူကန်ဝင်တာအောင်မြင်ခဲ့တာကြောင့်ကမ္ဘာဖလားကိုအဖွင့်ပွဲစဉ်ကလေးကပါဝင်ကစားသွားမှာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တာကျေးဇူးများတင်ပါတယ်